TikTok မှာပဲမြင်ဘူးလားအပြင်မှာမြင်ရတော့လေမြေတာစိတ်တည်းယူဖိတ်ချင်စရာဗျာဟဲ့ကောင်လေးငါနောက်ပိုင်းလာယူကြည့်ပြီးနေပါလို့ဗျာဟိုကျွန်တော်လေးချင်းကန်လုံးနေတာခင်ဗျTikTok ထဲမှာမျက်နှာပေါ်တက်ထိုင်ပြီးပါမမနဲ့ comment လာရေးနေရတယ်မလားမကျွန်တော် TikTok မသုံးငါတည်းရောစားဟုတ်ကဲ့ငါတည်းစားရှာကြမလို့နော်ကိုရှာကျွေးမယ်အားလေလာရီရောစားကောင်းတယ်ကိုကောင်းတာပေါ့ငါတဲလေးရနေဒီကမ်းခြေမှာအကောင်းဆုံးဆိုင်မယ်လေဒီဆိုင်ကလာပြီဖတ်ကြီးတဲခဲ့မယ်နော်ခဏလေးစောက်လာဘယ်ဝါအားရစားကိုငါကြတော့မစားဘူးရတယ်ကိုငါကမစားဘူးငါတဲလေးစားတာကြီးတာနဲ့တင်ကိုငါကဝါနေပြီစားရွက်ပြီးပြောလို့ပြောမှမသိကောင်းမော်တင်ထားလို့ပြောရင်တကယ်တင်ထားတယ်တော့မဲပါလေကောင်းလေးလာပြီနင်းရွက်ပြီးပြောလိုက်တာအဲ့စလုံးကြီးခေါင်းပေါ်တင်ထားဆိုတာနင်ထားစရာနေရာမရှိဘူးဖြစ်နေမလားမသိဘူးလေမမေကိုမေးတယ်လေဒီစလုံးကြီးဘယ်နှမှာထားမလဲဆိုမေပဲခေါင်းပေါ်တင်တာဆိုနင်ခေါင်းပေါ်မတင်နဲ့လားငါခေါင်းပေါ်လာတင်ထားလားအဲ့ဆိုလည်းပြီးရောဗျာရော